ဒီနေ့တော့ယူရှားရဲ့ချင်းချောင်းမှုတွေနဲ့ပတ်သက်ပြီးဗြိတိန်ရဲ့ထိပ်တန်းလုံခြုံရေးခေါင်းဆောင်တွေထုတ်ပြန်လိုက်တဲ့သတိပေးချက်အသစ်တွေအကြောင်းအတူတူကြည့်ကြရအောင်ပါဗြိတိန်ရဲ့ပြည်ပထောက်လှမ်းရေး agency MI6 ရဲ့အကြီးအကဲအသစ်နဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကနိုင်ငံရဲ့လုံခြုံရေးအတွက်ချင်းကပ်ပုံအသစ်တွေလိုအပ်နေပြီဆိုတာကိုပြင်းပြင်းထန်ထန်သတိပေးလိုက်တာပါပထမအချက်ကတော့ MI6 ရဲ့ပထမဆုံးအမျိုးသမီးအကြီးအကဲဖြစ်လာတဲ့ Blaise Metro Valley ကယူရှားဟာကြီးမားတဲ့ချင်းချောက်မှုပြည်တယ်လို့တရားဝင်ပြောကြားလိုက်တာပါပဲသူကအရန်လိုပြီးနေမီချဲထွန်လို့တဲ့ယူရှားရဲ့ hybrid warfare လို့ခေါ်တဲ့နီလန်ပေါင်းစုံသောစစ်ပွဲတွေကိုအထူးသတိပြုဖို့ပြောပါတယ်ဥပမာ cyber တိုက်ခိုက်မှုတွေနဲ့အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေအနီးမှာ drone တွေသုံးပြီးတိုက်ခိုက်တာမျိုးတွေပေါ့ဒုတိယအချက်ကတော့ထောက်လှမ်းရေးလုံငါးမှာနီးပညာရဲ့အရေးပါမှုကိုအလေးပေးလာတာပါ Metro Valley ဟာ MI6 ရဲ့နီးပညာဌာနကွဲ Q branch ကနေတက်လာသူဖြစ်ပြီးသူ့ရဲ့ထောက်လှမ်းရေးအရာရှိတွေကိုလူသားသတိပေးနေတဲ့အလုပ်လုပ်တယ်လို့ပဲ Python လို့ computer programming ဘာသာစကားတွေကိုလည်းကျွမ်းကျင်ဖို့တိုက်တွန်းထားတယ်။ဘာကြောင့်လဲဆိုတော့မြင်းနဲ့လက်ဖွဲ့ရစစ်စစ်တဲ့ biometric နီးပညာတွေခေတ်မှာအထောက်အထားအတုနဲ့တူလျိုလို့မလွယ်တော့လို့ပါပဲ။နောက်ဆုံးတစ်ချက်ကတော့ကာကွယ်ရေးဆိုတာစစ်တပ်တစ်ခုတည်းအတာဝန်မဟုတ်တော့ဘူးဆိုတဲ့အချက်ပါ။ကာကွယ်ရေးဦးစီးချုပ် Sir Richard Knighton ကနိုင်ငံရဲ့ကြန့်ခိုင်မှုကိုတိစောက်ရမှာလူအဖွဲ့အစည်းတစ်ခုလုံးပါဝင်တဲ့ချင်းကပ်မှုလိုအပ်တယ်လို့ဆိုပါတယ်။ဆိုလိုတာကတက္ကသိုလ်တွေစက်မှုလုပ်ငန်းတွေကနေမီထရာလန်ကွန်ရက်နဲ့ဂျမ်မိုင် system အထိအားလုံးရဲ့စွမ်းအားကိုအသုံးချဖို့လိုတယ်လို့သူကပြောပါတယ်။အတူချုပ်ပြောရင်တော့ဒါဟာ Britain ခေါင်းဆောင်တွေကစစ်တပ်နဲ့သူလျိုတွေကိုချီးမဟုတ်ပဲတနိုင်ငံလုံးကိုပြိပက္ခခစ်တဲ့ပြင်ဆင်နေပြီဆိုတဲ့အချက်ပြမှုတစ်ခုပါပဲ။